ပတ်စံကိုနေ့စဉ်ကင်တွယ်ရည်အတွက်နေရသူတွေတတိထားရမယ်ကျမ်းမာရေးပြဿနာ၅ချက်ပတ်စံတွေဟာလက်ပေါင်းများစွာနေရာပေါင်းစုံကနေတင်းလက်သေးကိုရောက်လာတာပါပတ်စံဟာကဘာပေါ်မှာအညက်ပတ်ဆုံးအရာဝတ္ထုတွေကတစ်ခုဖြစ်လို့နေ့စဉ်ကင်တွယ်နေရသူတွေအနေနဲ့ယခုဖော်ပြပေးမယ်ကျမ်းမာရေးပြဿနာတွေကိုအထူးတတိထားဖို့လိုအပ်ပါတယ်၁အစာအိမ်နဲ့ဦးလန်းကျောင်းဆိုင်ရာကူးစက်ယောဂများပတ်စံတွေဟာလက်ပေါင်းစုံကနေလာတာဖြစ်လို့မျက်စိနဲ့မမြင်နိုင်တဲ့ယောဂပိုးမွားတွေကန့်ညစ်နေလက်ပါတယ်ပတ်စံကင်ပြီးလက်ကိုတေချာမဆေးပဲမုံစားမိရင်ဒါမှမဟုတ်နှုတ်ခမ်းကိုထိမိရင်ဝမ်းတက်ဝမ်းလျှော်တာနဲ့အစာရင်ပိုးဝင်တာတွေကိုတိုက်ရိုက်ဖြစ်စေနိုင်ပါတယ်။နှစ်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများဟောင်းနှွင်းနေတဲ့ပတ်စံတွေမှာကန့်ညိနေတဲ့ဖုံမှုန့်တွေနဲ့မိုးတွေဟာအသက်ရှူလိုက်တဲ့အခါနှာစိမ့်နှာချေတဲ့ကပတ်နေစပြီးရေရှည်မှာအဆုတ်ကိုထိခိုက်စေနိုင်ပါတယ်။၃ဒရီဆွတ်ပြီးရေတွက်ခြင်းမှတစ်ဆင့်ကူးစက်ယောဂများကူးစက်နိုင်ခြင်းဒါဟာအန်ဒီရဲ့အရှိဆုံးအလိကျင့်ပါတယ်။ငွေရည်တွက်ရလွယ်အောင်လက်ကိုဒရီဆွတ်လိုက်တိုင်းပတ်စံပေါ်မှာကန့်ညိနေတဲ့တုပ်ကွေးဗိုင်းရပ်စ် TB ယောဂပိုးနဲ့အသေးရောင်အသားဝါပိုးစားတဲ့ကူးစက်တတ်တဲ့ပိုးမွားတွေကိုတင်းပါးစပ်ထဲတိုက်ရိုက်ထည့်သေးတယ်လို့ဖြစ်နေပါတယ်။၄အရေးဖျားပေဒနာများငွေစက်ကူတွေမှာတုံးထားတဲ့မင်းတွေစိုးစေးတွေနဲ့ဖုံမုန့်တွေကြောင့်တချို့သူတွေမှာလက်ချောင်းလက်ဖွားတွေရာညံတာအဖုအပိန်ထွက်တာမျိုးဖြစ်တတ်ပါတယ်။၅မျက်စိပိုးဝင်ခြင်းပတ်စံကင်ထားတဲ့လက်နဲ့မိမိရဲ့မျက်စိကိုမတော်တဆပွက်မိရာကနေမျက်စိနာတာမျက်စိနီရဲရောင်ဝမ်းတာမျိုးတွေအလွယ်တကူဖြစ်နိုင်ပါတယ်။ဘလို့ကာကွယ်မလဲပတ်စံကင်ပြီးတိုင်းလက်ကိုစင်ကြယ်အောင်ဆေးကြောပါအစာမစားခင်နဲ့မျက်နှာကိုမကင်တွယ်ခင်ဟန်းကျင်တုံးပါငွေရည်တွက်တဲ့အခါတတွေဆွက်ဒီရည်တွက်မဲ့အစားရေမြုပ်ခွက်လေးတွေကိုအသုံးပြုပါဖြစ်နိုင်ရင် digital payment တွေကိုပို့သုံးပေးပါမိမိချစ်ခင်ရတဲ့လုပ်ငန်းပေါ်တွေနဲ့ဈေးရောက်နေတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းသိအောင်ဒီအချက်လေးတွေကိုဝေမျှပြီးတတိပေးလိုက်ပါဦး